လာလူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့သောရာဇဝတ်မှုများအတွက်ဆွဲချက်တင်ရန်သက်သေအထောက်အထားရရှိထားပြီးဟု Fortify Right ကကြေညာတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်ဆောင်မရောက်လိုက်စိုးဝင်မြထွန်းဦးအပါဝင်စစ်တပ်နှင့်ရဲအရာရှိ62ဦးကိုစစ်အာဏာသိမ်းကာလလူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့သောရာဇဝတ်မှုများအတွက်စုံစမ်းစစ်ဆေးဆွဲချက်တင်ရန်သက်သေအထောက်အထားရရှိထားပြီးဟု Fortify Right ကအစီရင်ခံစာထုတ်ပြန်ကြေညာပါတယ်။ Fortify Right ကဇန်နဝါရီလ24ရက်နေ့လုံခြုံရေးအရက်ကင်းမဲ့နေခြင်းအမည်ဖြင့်အစီရင်ခံစာတစ်စောင်ကိုထုတ်ပြန်ခဲ့ပြီးအဆိုပါအစီရင်ခံစာမှာစစ်အာဏာသိမ်းမှုအပြီးစစ်အုပ်စုလူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကိုဖော်ပြထားခြင်းဖြစ်ပါတယ်။အစီရင်ခံစာတွင်ပထမအဆင့်2021ခုနှစ်ဖေဖော်ဝါရီလမှဇူလိုင်လအထိ6လတာအတွင်းမြန်မာစစ်တပ်နှင့်ရဲများကဆန္ဒပြသူများအပေါ်ဖြိုခွင်းမှုများကိုအဓိကအခြေခံထားကြောင်းအဆိုပါပထမအဆင့်ကာလတွင်လူသတ်မှုညှဉ်းပန်းနှိပ်စက်မှုဖမ်းဆီးထောင်ချမှုအာဓမ္မဖျောက်ဖျက်မှုအာဓမ္မနေရစွန့်ခွာစေမှုနှင့်ကွပ်မျက်မှုတို့ကိုမှတ်တမ်းတင်ပြီးလူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက်မြန်မာစစ်အာဏာသိမ်းအုပ်စုတွင်တာဝန်ရှိကြောင်းရှုံချရသည့်ခိုင်လုံသောအကြောင်းရင်းများကိုတွေ့ရှိထားကြောင်းသိရပါသည်။အဆိုပါအစီရင်ခံစာတွင်လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက်စစ်စီကောင်ဆွဲချက်တင်သည့်စစ်တပ်နှင့်ရဲအရာရှိ62ဦးကိုခွဲခြားဖော်ထုတ်ထားပြီးစစ်တပ်၏တပ်ဖွဲ့စည်းပုံများအကြောင်းအပါအဝင်ဆွဲချက်တင်သူတရားလိုရှိနေများအတွက်အကျိုးရှိနိုင်သည့်အချက်အလက်များကိုလည်းတင်ပြထားကြောင်းသိရှိရပါသည်။လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက်တာဝန်ရှိသောထိတ်ဆုံးစရင်တွင်မင်းအောင်လှိုင်စိုးဝင်းနှင့်မြထွန်းဦးအပါအဝင်62ဦးပါဝင်ကြောင်းသိရှိရပါသည်။စစ်တပ်၏ဒုတိယအဆင့်ကျူးလွန်မှုများတွင်တိုင်းသားပြည်နယ်များရှိပဋိပက္ခနှင့်ရှေလများစွာဖြစ်ပေါ်လျက်ရှိသောနေမြေများနှင့်ဒုတိယကမ္ဘာစစ်ကလေးကလက်နက်ကိုင်ပဋိပက္ခကိုမကြုံဘူးခဲ့သောတိုင်းဒေသကြီးများတွင်ပါမြန်မာစစ်တပ်၏အရက်သားပြည်သူများအပေါ်တိုက်ခိုက်မှုများပါဝင်ကြောင်းသိရပါသည်။ပထမအဆင့်စစ်တပ်၏ကျူးလွန်မှုများတွင်တနိုင်ငံလုံးအတိုင်းအတာဖြင့်လက်နက်မဲ့ပြည်သူများအများစုမှငြိမ်းချမ်းစွာဆန္ဒပြသူများကိုစက်တိုက်နေကင်းချောင်းတောင်အချိန်များတွင်ပါပြစ်တက်ခဲ့ကြောင်းစစ်တပ်ကပြည်သူများကိုကြီးတတောင်နှင့်ဖြင့်ရှင်ဘတ်သို့မဟုတ်ခေါင်းစားသည့်တေးစေးလောက်သောနေရာများကိုပြစ်ခတ်ခဲ့ကြောင်းစစ်တပ်ကဆန္ဒပြသူများကိုတပ်ဖြတ်ရန်နှင့်အကြောက်တရားရိုက်သွင်းရန်စနိုက်ပါသမားများကိုဖျက်ချက်ချထားခဲ့ကြောင်းသိရှိရပါသည်။အစီရင်ခံစာတွင်မျက်မြင်သက်သေနှင့်အသက်ပေးမှလွန်မြောက်လာသူများ၏ထွက်ဆိုချက်များလူမှုကွန်ရက်ပေါ်တင်ခဲ့ကြသောလူသတ်မှုများနှင့်ပတ်သက်သောဗီဒီယိုနှင့်ဓာတ်ပုံပေါင်း305ခုတို့ကိုလည်းသုံးသပ်ခဲ့ကြောင်းမူရင်းဗီဒီယိုပိုင်ရှင်များနှင့်ထိလိုသောအဖြစ်အပျက်များကိုမျက်မြင်ကြုံတွေ့ခဲ့ရသူများကိုလည်းအင်တာဗျူးခဲ့ကြောင်း Open Source Information Data ပေါင်း1153ခုကိုလည်းစုဆောင်းခဲ့ကြောင်းအဆိုပါဒေတာများတွင်2021ခုနှစ်မတ်လမှမေလအတွင်းဖမ်းဆီးခြင်းရိုက်နှက်ခြင်းတပ်ဖြတ်ခြင်းအိုးအိမ်ပစ္စည်းဘာသာရေးအဆောက်အဦများကိုဖျက်ဆီးခြင်းကဲ့သို့သောလူအခွင့်အရေးချိုးဖောက်မှုများအပါအဝင်အခမ်းကဏ္ဍအလိုက်စနစ်တကျစီစဉ်ထားကြောင်းသိရှိရပါသည်။အစီရင်ခံစာတွင်အကြံဖတ်စစ်အုပ်စုကိုအကြံပြုချက်6ချက်ထည့်သွင်းထားပြီးအယက်သားပြည်သူများအပေါ်တိုက်ခိုက်မှုများရပ်တန့်ပြီးပဋိပက္ခများအလုံးကိုချက်ချင်းအဆုံးသတ်ရေးတနိုင်ငံလုံးအပြည့်ခတ်ရဲစဲရေးကြီးညာရန်နိုင်ငံရေးအကျဉ်းသားများအလုံးချွင်းချက်မရှိလွတ်ပေးရန်မြန်မာပြည်သူများကမှန်ကန်စွာရွေးချယ်ထားသူများအားသက်ဆိုင်ရာအာဏာကိုပြန်လည်အပ်နှင်းရန်အပါအဝင်အချက်6ချက်အကြံပြုထားပါသည်။ရှင်းပြ NUG တို့အကြံပြုချက်၄ချက်ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတို့အကြံပြုချက်များကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီတို့အကြံပြုချက်များအာဆီယံတို့အကြံပြုချက်များကိုလည်းထည့်သွင်းထားကြောင်းသိရပါသည်။ဆက်လက်ပြီးကြောက်ဖြူတညဝရီရေးတဲ့ဌာနချုပ်အနီးတွင်တိုက်ပွဲပြင်းထန်နေပြီးအကြမ်းဖက်စစ်အုပ်စုကအပြင်းထန်ခုခံကာကွယ်နေတဲ့ဇာတ်သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရခိုင်ကမ်းရိုးတန်းတွင်အကြီးမားဆုံးရေးတပ်စခန်းဖြစ်သည့်ကြောက်ဖြူအခြေဆိုင်တညဝရီရေးတဲ့ဌာနချုပ်အနီးတွင်အာရကတပ်တော် AA နှင့်စစ်ကော်မရှင်တပ်တို့အကြားတိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးစစ်ကော်မရှင်ကကြီးရည်လေးအုံပြုကအဆိုပါရေးတပ်ဌာနချုပ်အထိတိုက်ပွဲများမရောက်လာရန်အတွက်အပြင်းထန်ခုခံကာကွယ်နေသည်ဟုသတင်းရရှိပါသည်။စစ်ရေးသတင်းရင်းမြစ်တအုပ်ကသူထိုးကိုထိုးဖြစ်နေတာတိုက်ပွဲပြင်းနေတဲ့ဒရုန်းဆက်တနက်တန်တွေကတော့အခုထိဖြစ်တုံနေပြင်အခြေအနေဘယ်သူတားလဲတော့မသိရသေးဘူးဟုသတင်းဌာနကိုပြောပါတယ်လက်ရှိတိုက်ပွဲများမှာပြစ်ခတ်တပ်များကိုဒညဝတီရေးတပ်စခန်းဘက်ကအပြင်းထန်ချနေရတော့လေ AA ကဒညဝတီရေးတပ်ဌာနချုပ်ကိုသိမ်းပိုက်ရန်ထိုးစစ်ဆင်နေပြီလားဆိုသည်ကိုတော့အတိအကျမပြောနိုင်သေးဘူးဟု၎င်းကပြောပါတယ်ဆက်တနက်ပြစ်ခတ်တပ်များလက်နက်ကြီးပြစ်ခတ်တပ်များကိုရခင်းဒီများကတံပုံမပြင်းပြင်းထန်ထန်ကြားရပြီးလေရင်များမှလည်းပုံချတဲ့နေပြီးများကပြစ်ခတ်တပ်များကြောင့်ဒေတာတွင်ရှိပြည်သူများအနေဖြင့်အထူးထိတ်လက်စိုးရိမ်နေရသည်ဟုဒေတာကန်အမျိုးသမီးတအုပ်ကသတင်းဌာနကိုပြောပါတယ်ဇန်နဝါရီ26ရက်နေ့မှဇန်နဝါရီ28ရက်နေ့နေ့လယ်အထိမင်းညကတညလုံးကြာရတယ်။ရေတက်ရှိတဲ့တစ်ပုတ်တောင်ဘက်ကကြာရတာဒီနေ့လဲတမန်တော်လုံးဖြစ်ခတ်တန်ကြားနေရတယ်။အခုလဲပြစ်တုံနေပြည်ကနေလေတခါဖြစ်ရင်3-4လုံးထွက်တယ်လို့မျိုးပြစ်တန်တွေကိုစက်တိုက်ကြားနေရတယ်ဟုပြောပါတယ်။နေရအများပြားမှာပြစ်ခတ်တန်များကိုကြားနေရပြီးစိုင်းချုံထွန်ပတ်
ရှေ့ပြင်တွင်ရနာထားသည့်နေပြည်မှလည်းလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်လျက်ရှိသည်ဟုကြောက်ဖြူစစ်ရေးအခြေအနေကိုစောင့်ကြည့်နေသူတအုပ်ကပြောပါရယ်။တညဝတီရေတပ်ဌာနချုပ်ပတ်ဝန်းကျင်အနီးကြီးတိုက်ပွဲတွေဖြစ်နေတယ်။တိုက်ပွဲဖြစ်နေတဲ့တညဝတီရေတပ်ဌာနချုပ်ပတ်ဝန်းကျင်အနီးအပြင်ဒိုးမာတောင်ကုလဘာနှင့်တိုင်းချောင်းပတ်ဝန်းကျင်တို့ကလည်းတနက်ပစ်ခတ်တံတွေကိုအပြင်းထန်ကြားရတယ်။ဒီတွေတိုက်ပွဲပြင်းထန်လျက်ရှိပါတယ်ဟုပြောပါရယ်။စစ်ကော်မရှင်၏အဓိကစစ်စခန်းကြီးများတည်ရှိရာနေရာအနီးဝန်းကျင်ထိတိုက်ပွဲများပြင်းထန်သည့်အတွက်အကြမ်းဖက်မြန်မာလီတပ်ကလည်းတိုက်ပွဲနှင့်မသက်ဆိုင်သည့်လူနေကြီးမာများကိုအဆက်မပြတ်ပုံကျဲတိုက်ခတ်လျက်ရှိနေသည်ဟုဆိုပါရယ်။ဒေသခံတအုပ်ကကုလဘာတပ်ဖက်ကန်ရှိဝါရောကြီးပါအပါဝင်တစ်ပုတ်တောင်တိုင်းနယ်ဇင်ချောင်းတိုင်းနယ်မှကြီးပါတချို့ကိုဒီကနေ့မှနေပြီးထုံဝိုင်းတွဲတွေနဲ့ပုံကျဲတိုက်ခတ်လျက်ရှိပါရယ်။စစ်ပေးဆောင်ရှိတဲ့နေရာတွင်ရွာတွေဘက်ကိုနေပြီးကနေပြစ်တာတွေဒရုန်းနဲ့ပြစ်တာတွေလုပ်နေတဲ့အခုဝါတော့ဘက်ကိုလည်းဝိုင်းတွဲနဲ့ကျင်းနေတယ်ဖြစ်နေတော့မှအထီးကမတိရသေးဘူးဟုသတင်းဌာနကိုပြောပါရယ်ကြောက်ဖြူမြို့နယ်တွင်စစ်ပေးဆောင်ပြည်သူများရှိသည့်နေရာများကိုစစ်ကော်မရှင်ကလေကြောင်းပုံကျဲတိုက်ခိုက်ခြင်းနှင့်ဒရုန်းပုံများဖြင့်တိုက်ခိုက်ခြင်းတို့အောင်စက်တိုက်ပြုလုပ်နေပြီးဇန်နဝါရီလ18ရက်မှ24ရက်အထိတပတ်အတွင်းအရက်သားပြည်သူ4ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့သည်ဟုအာရကတပ်တော် AA ကထုတ်ပြန်ထားပါရယ်ဆက်လက်ပြီးစစ်တပ်ပြန်ဝင်ခဲ့တဲ့လာရှိုးမြို့ပေါ်မှာတန်ခါတစ်ပါးအသက်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာလူတစုကဖုန်ကြီးကျောင်းဝင်းအတွင်ဝင်လာပြီးတန်ခါတစ်ပါးတက်ဖြတ်သွားပါတယ်။ဒီကနေ့ဇန်နဝါရီ28ရက်မနက်မှာလာရှိုးမြို့ရက်ကွက်၄မှာရှိတဲ့မဟာဘောဓယုံကျောင်းတိုက်ကတန်ခါတစ်ပါးတက်ဖြတ်ခံရတာဖြစ်ပါတယ်။ဖုန်ကြီးကဒီကျောင်းမှာအနီးကြာနေပါပြီဒီနေ့မနက်အစောပိုင်းမှာအုပ်စုဖွဲ့ပြီးတက်သွားကြတာပါတရားတွေအများကြီးနဲ့ပြန်လွန်တော်မူတာပါလို့မြို့ကန်တအုပ်ကပြောပါတယ်လက်ရှိသတင်းရေးသားချိန်အထိတရက်ခန့်တွေကိုဖမ်းမိခြင်းမရှိသေးပဲအခင်းဖြစ်ရာနေရာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာစစ်နေတယ်လို့သိရပါတယ်လာရှိုးမြို့ဟာ2029စစ်စင်ရေးနဲ့အတူ2024ဩဂုတ်လဆန်းမှာကိုကန်တက်မတော် MNDAA နဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့မြို့ဖြစ်ပါတယ်ဒါပေမဲ့တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့်ပြီးခဲ့တဲ့2025ဧပြီမှာ MNDAA ကစစ်ကောင်စီထံပြန်လွှဲပေးခဲ့လို့လက်ရှိမှာစစ်ကောင်စီကထိန်းချုပ်ထားပါတယ်စစ်ကောင်စီကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်းလာရှိုးမြို့မှာလူရဲမှုတွေဓမြမှုတွေပြန်ပေးဆွဲမှုတွေနဲ့ခိုးမှုတွေမကြာခဏဖြစ်နေပါတယ်ပြီးခဲ့တဲ့2025စက်တင်ဘာ4ရက်ညကလာရှိုးမြို့မှာနေအိမ်အတွင်းဝင်ရောက်လာတဲ့တကူကိုဒေသခံတွေကဝိုင်းဖမ်းခဲ့စဉ်ဓာတ်နဲ့ပြန်အခုတ်ခံရပြီးအမျိုးသား2ဦးဒဏ်ရာရရှိခဲ့ပါတယ်အော်တိုဘာလကလည်းမူရစ်စေးကြောင်နေသူတယောက်မောင်းနှင်လာတဲ့ကားကတိုက်မိလို့လူသေဆုံးခဲ့ပါတယ်အော်တိုဘာ23ရက်နေ့ဩဂုတ်21ရက်နေ့ကလည်းလာရှိုးမြို့ရက်ကွက်9နဲ့ရက်ကွက်9မှာအမျိုးသမီးတအုပ်မောင်းနှင်လာတဲ့ကားကိုလူတစုကလူမြင့်ကွင်းမှာလူရက်မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။မြို့မှာဖြစ်နေတဲ့အမှုတွေကိုစစ်ကောင်စီကအရေးယူခြင်းမရှိတယ်လို့လာရှိုးမြို့မှာတရားဥပဒေစိုးမိုးမှုမရှိကြောင်းလူမှုကွန်ရက်ပေါ်ဝေဖန်ခဲ့တဲ့စစ်ပေးရှောင်းအမျိုးသားတအုပ်ကိုဖမ်းဆီးပြီးရွေးကောက်ပွဲပြပြအောင်လှုံ့ဆော်တယ်ဆိုပြီးထောင်ဒဏ်9နှစ်ချမှတ်ခဲ့ပါတယ်။